Hello ကိုကြီးလေအမြန်လေးအိမ်ကိုပြန်လာခဲ့ပါဦးနော်ဒီမှာအခုအမေကလေတိတော့ရိုက်နေရဲ့နောက်ပြီးတော့တိတော့မှာဗိုက်ကြီးနေကိုကြီးရဲ့မေရွာသွားရင်တော့ပါတော့ဗျာအမြဲတာမင်းဘယ်လိုပြောလိုက်ကြလဲအမေပြောကြရှိတယ်ပြောတယ်တာရဲ့ဟွာလေမိမယူကောင်းလို့အဲ့ဒါမလေးတာရဲ့တာလည်းအရွယ်ရောက်နေပြီ။အော်ဒါနဲ့ကောင်းမလေးဘက်ကတော့သဘောတူလား။နှစ်ဦးသဘောတူစီစဉ်ပြီးမှမိကိုပြောတာပါ။ကောင်းပါလေတာရဲ့ကောင်းပါလေ။မင်းလည်းကိစ္စကိုတော့တရားရုံးမှာပဲအချင်းချင်းလေးလုပ်မယ်လို့တာမှတ်ထားတယ်။တာလည်းအစီအပြေတာပဲတာရဲ့။ဒါပေမဲ့သူမိဘဘာကနည်းနည်းခဏနော်။ဟယ်လို။ဟုတ်ပြီ။ဒါအလုပ်ကိစ္စလေးစကားပြောလာမှာနော်။ဒီဘက်ကွယ်ကောင်းပြီကောင်းပြီ။ချက်တိုင်းအေးတောင်မပေါ့ပဲမလေးတော်ပြီဖားအိမ်ချစ်ဘာဖြစ်နေရတော့မျက်နှာကြီးကကိုကြီးလည်းကိုကြီးရုံလေကြင့်ကြံနေရတယ်ချက်ပြီးပါရအောင်ချက်ဖို့ကောင်းချစ်ရဲ့ခုမှအစလည်းရှိသေးရလေကွာနောက်တော့ဖြစ်လာမှာပေါ့ခဏနေလို့ရှင်အမေပြန်လာတော့မှမျက်နှာကြီးလိုစူးပုံနေတော့ကြာလာပြီးဟောတာတော့တပည့်တို့ရောက်နေပြီအမေလည်းလေဘယ်ဘက်မှာအလုပ်ကိစ္စပြေနည်းနည်းကြာသွားတယ်နော်ရပါတယ်အန်တီအားမနာပါနဲ့ချစ်ကလည်းခုတော့မိသားစုဝင်တွေဖြစ်နေပြီပဲကို့အမေကလည်းချစ်မေပဲပေါ့အမေလိုပဲခေါ်ပါရပါတယ်တာရဲ့ဥမာအစပဲရှိသေးတယ်ပဲနောက်ကြကြတော့စင်းပြီးတော့မှာပေါ့တာရဲ့မိတို့တော့ကလည်းကိုစင်နာကျင်အော်ဟုတ်တာပဲအဲ့တော့တပည့်တို့ပြင်မနေကြအေးအလားယူကြအောင်နော်အမေလေးထားနေခုငါတာတော့လို့လာတယ်အမိမောင်ထိုးတော့လေဒီဆောင်ဝိုင်းကမူတာရဲ့ဖျားနေဟောဒါနဲ့ဒီနေ့အိမ်မှာမြပြည့်နေရေမရှိဘူးတာရဲ့ရှေ့ဘက်ကောင်တော့ချူရမှာဟာဘယ်ကောင်တော့ချူရမှာလဲအိမ်မှာရေမရှိဘူးလားဩရှေ့ဘက်ကံတော့ချူရမှာအိမ်မှာရေမလာလို့ဟာရှက်စရာကြီးမလိုက်ချင်ဘူးကွာဟိုတော့ဟာလာလာဒီကဲပါတာရဲ့ငါတမီးလေးမသွားနိုင်ဘူးဆိုလေမောင်ကျက်စီပါလေရေစီလက်တော့ခလိုက်နော်တာဒီလေးကိုခိုင်းနေမေးဒီလိုအမြဲတမ်းကြာပဲဖြစ်မလဲဟေးတာရဲ့တော့မှဆိုသွားလိုက်ပါမင်းမရေချိုးချင်နေတာပြီသွားဟဲ့တရားရဲ့တရားဟဲ့တငယ်ချင်းလာထိုင်လားဟဲ့နေအိမ်ရလေရှာလိုက်ရတာပင်မလိုက်တာကိုပြောမနေနဲ့ဟဲ့နေအိမ်ရလေတော်တော်ကျင်းတယ်နော်ငါဆိုမနေတတ်ပါဘူးဟဲ့နောက်ပြီးဘေးအိမ်ရဘေးအိမ်ကကတ်နေတော့တော်တော်ပုတ်ဆောင်နေတယ်စစ်ပြတ်တယ်မလီကျင့်လည်နေကြက်လည်နေရတယ်ဟေးမနေချင်ပါဘူးဆိုမှပဲမပြောပါဘူးဆိုနေတမျိုးလာပြောပြမယ်ဟဲ့မပြောအောင်နင်းယောက်ျားပြောအောင်မထားဘူးလားငါ့ယောက်ျားပြောအောင်ထားပါတယ်ဟေးဒါပေမဲ့လေသမီးရေရှင်အဲ့ဒါဖျားလေးပါလေခိပေးလိုက်အောင်လေသမီးရေရိုက်ချင်နေပါကြည့်ပါကျန်ရတယ်အဲ့ဒါဘော်ရာရင်ဘာမှမဖြစ်ဘူးအနည်းရတယ်ဘာမှမဖြစ်ဘူးကိစ္စမရှိဘူးအနည်းရဲ့ဟဲ့အဲ့ဒါနင်းရောက်ခမလားတွေ့လားငါအားကြောင့်မနေချင်တာအမြင်လိုက်ပေါ့စီကလိုက်ပြောနေတာဟဲ့သမီးစိတ်ထားတဲ့ဝတ်တွေကိုတော့ရေးလေးပဲလဲနေပေါ့စုံလန်းနေပြီသမီးရဲ့ဟာတကယ်ကြီးအဲ့ဆိုငါပြန်တော့မယ်လေဟာနေပါဦးငါလည်းခုမှတော့တာရောမတွေ့အောင်ကြားနေဘူးနေရတဲ့ဟာနင်းလည်းမအားဘူးမလားအဲ့ဆိုငါပြန်တော့မယ်နော်ငါလည်းချိန်ထားလေးရှိလို့နောက်ကြမှာလာခဲ့မယ်လေနော်တကယ်ကြီးပြပါတောင်းတယ်ကသမီးရဲ့ရပါတယ်အနိဟုတ်ဟာတခြားလည်းပြောင်းအမေသမီးကသမီးတိတယ်ဒီမှာတန်ငယ်ကြီးလာအောင်စကားအစင်းပြောလိုက်ပြောနေရပဲဟုတ်ပါဘူးသမီးရဲ့အမေလည်းဝိတက်တော့အလူကိုခရီးပေးတာပါပြီးတော့ဝတ်ကြည့်တဲ့နန်းနေပြီအဲ့ဒီဖြစ်ကြတော့ကိုကြည့်ပြောထားနော်မကြိုက်ဘူးညံကလိုက်ပြောနေအောင်အိမ်မောင်လိုက်ခဲ့စကားဖို့ရှိခုနကဝေးရှင်မှာရှက်ဖို့လာကောင်းနေကိုရဲ့တင်မနေကောင်ရှက်ခွဲနေတာ
ချစ်ရဲ့တမင်ကရှက်ခွဲတာတော့ဘယ်ဟုတ်ပါမလဲဒီတိုင်းမှာစကားတိုက်တော့နေမှာပါ ဟိုချစ်တော်ဒီမှာမနေချင်တော့ဘူးအိမ်ခွက်နေအောင်ပေါ့နော် ကဲကိုပြောပြမယ်ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ဘာမှပုံဝင်ချက်စရာမလိုဘူးချစ်စိတ်ချော့မှာပေါ့ကွာကြောက်ကြောက်ကနားလည်းမလွဲနေတာပါ စိတ်ကလည်းရှော့ထားပါတယ်ဒီရက်ခရက်ကြီးကြီးခွဲတပြည့်လုံးလာပြီကွာ ဟေးတမီးကိုအရှိခေါ်လိုက်တာမဟုတ်ဘူးနော်ဟောဒါနဲ့တမီးလေးကပါစားမယ် မစားတော့ဘူးအဖိုးတွေမလုံးနဲ့ ဟဲ့တမီးနေစကားရပါစကားကြီးလေမဲရောက်မှမလို့လား ဟေးဘာလဲဖြစ်နေကြပြန်ပြီလေဗျာမင်းတို့ကလည်းအမြဲတမ်းပဲစိတ်တောင်ညစ်လာပြီ ဟိုဘာမှမပါဘူးကိုရဲ့ဟိုဒီတိုင်းပဲဟိုချက်ကပဲအကုန်လုံးတောင်းမှန်နေနော်အမေသမီးပဲအမေကိုတောင်းမှန်နေနော် မေတခုပြောအောင်မယ်မေအစင်ပြောင်းနေပေးလို့မရဘူးလား ဟိုကဲပါကိုရဲ့ပြောမနေပါနဲ့တော့အခုလည်းဘာမှမဟုတ်ပါဘူးဟိုတို့အပြင်သွားရအောင်လေနော်ကဲလာပါတော့မလားဟုတ်မရလေချက်ကုတ်ဆိုအမြဲမကောင်းမြင်တာပဲတိလားအခုလည်းဟင်းကိစ္စချက်တော့မစားချင်လို့မချက်နဲ့အဲ့လိုပြောအောင်လေအပြည့်သူကအမေရင်မဟုတ်လို့လားရခမမလို့လားတဲ့ အမေကအသက်ကြီးပြီလေချစ်ရဲ့အဲ့ဒါကြောင့်လည်းပါမှာပါခုကအပြစ်ဆိုတာမှားတဲ့လူမှအပြစ်လေခုပါလေချက်ကမှားလို့လား မမားပါဘူးဒီတိုင်းပဲစိတ်ထဲမကောင်းလို့ ခေပါထိုင်တော့အခုပြင်သွားမယ်ဟုတ်ပြီလားလာအင်းလေးပါလဲလိုက်အောင် ဘာလဲတာ ဟောမေပြောလေ မေရောက်ပြန်ကောင်းလားလို့ ဘယ်လိုလဲ မေလည်းရောက်ရတဲ့ကြာပြီဖြစ်တာရဲ့ ဟုတ်လေအမေကဒီမှာတောင်းနေနေတာအဆင်မပြေလို့လား ဟောအစီဒီပါလေတာရဲ့အစီဒီပါ အော်အချမ်းတခုရအောင်ဒီလိုလုပ်လိုက်တော့မေတော့မယ်ဆိုလို့ရှိရင်တော့တော့ဘာထိုင်လိုက်ခဲ့တော့လူသွားကြမယ်လေ ဒီပါတာရဲ့မိတယ်တို့သွားလိုက်ပါမယ် ဘာလို့မဖြစ်ရမှာလဲမေရဲ့ရပါတယ်ဒါပြောလိုက်ပါမယ် ဟာဘယ်လဲရမှာလဲရွာဆိုတော့မလိုက်နိုင်ဘူးနော်မလိုက်ပါဘူးကိုယ့်အကိုသွားကြဘာမှမသိဘူး ရပါတယ်တာရဲ့မိတယ်တို့လည်းအစီဒီပါမိတယ်တို့သွားလိုက်ပါမယ် မင်းပြောနေမကောင်းဆို ကောင်းနေပြီခဏသွားလားအပြီးသွားလားအမေကအော်မဟုတ်ပါဘူးဟိုအမေတွေအဝတ်စားပြင်လို့မေးရပါ ဒီလေးပါဦးတမီးရဲ့ဟိုဘာလို့တော့မရပါဘူးမြို့သွားရင်မြို့ပြောနေတယ် ဟဲ့ညခမသွားမယ်ဆိုရင်ခုထိမသွားနိုင်သေးဘူးလား သွားသေးပါဘူးဟဲ့ငါလည်းသူဘလို့သွားအောင်လုပ်ရမလဲဆိုအကြံလဲကုန်နေပြီ အာအကျန်မကုန်သေးပါဘူးဟာငါအကျန်နေရှိသေးတယ်အခုညကဒီမှာအိတ်မယ်အိတ်ပြီးတော့ညကကြော့ပြမယ်နဲ့ကြမှာ ဘာအကြံလဲစဉ်းစားနေမလဲ အခုလောဆယ်ကအကျန်ပြရတယ်ဟယ်လိုကိုကြီးလေအမြန်လေးအိမ်ကိုပြန်လာခဲ့ပါဦးနော်ဒီမှာအခုအမေကလေတိတော့ရိုက်နေရဲ့နောက်ပြီးတော့တိတော့မှာဘိုက်ကြီးနေကိုကြီးရဲ့အဲ့တော့ကျန်နေများသွားသလားလို့သင်ကြည့်လိုက်ပါနေ့ယောက်ျားအခုပြန်လာလိမ့်မယ်ငါကူညီပြီးသွားပြီနော်ကျန်တဲ့ပိုင်းအားနဲ့ပိုင်း ဟေးနေအောင်လုပ်နေတော့ဟဲ့အဲ့ဆိုလည်းပြင်းဘာပြန်ရမှာပေါ့ အေးလေတော့အမြန်တော့ညရလာတကယ်ကြီးနေရလေဘာလို့အဲ့လိုကြီးသိခံနေရလဲဒီအောင်ကြောင့်ပြောလေအခုကြည့်ပါဦးဟဲ့နောက်ကျနေမှာမပေါ်မကြီးနဲ့ဟာပေါ်ကမစမ်းတာပဲဟာလေပြောမှမသိပါဘူးဟဲ့ ဒီလားအော်ဘာလို့ဖြစ်ကြလဲကွာကိုပြောပါဦး ဟုတ်ချစ်ရလေကိုရှိအောင်တည်ပြီးတော့ပြုံးလို့ပြေးမိတာဟာကိုမရနာမျိုးဝင်တိုက်မိပြီးကြာကွဲသွားတယ်ဟဲ့လားကိုကြီးရဲ့အဲ့အောင်နေတော့လက်စိတ်ပါမိရတယ်ကိုကြီးမတော်လို့မဆန်းတာဘာကြလို့ပုံရင်းနဲ့လေကိုကြီးရဲ့ကိုကြီးကြာတာတော့မရဘူး
ကိုမေရောတော့ပြောမနေပါနဲ့ချစ်လက်တိခံလို့တိခံတော့ပါလေ ပြောလို့ကြောက်လားပြောမှရမှာပေါ့အမလည်းမေအမေဒါအစတင်ကြတော့ပဲလွန်နေမှတ်နေတာကိုမင်းကပိုးစိုးနေပါလားဟမ်အားကြီးရမင်းမဘာဖြစ်နေလို့လဲ မင်းမေကိုဘလိုင်းစော်ကန်ဟလား မင်းသားရှိတယ်လို့ဦးသားခွဲရမှာကြတော့ဒီမှာလည်းစီရော အမေကသမီးကိုစပင်းနေလိုက်ပါလိုက်တာလေအဲ့ဟောပြောလိုက်ဦးလေ မဟုတ်ပါဘူးတာရဲ့မဟုတ် ချစ်တငယ်ချင်းဝေးကြီးအောင်နားမရှိရကိုသိလား ဟုတ်ပြီးတော့မှမေရှင်းပြမယ်မေကောင်းနေမှုလို့ကွယ်ကောင်းနေမှုလို့ ဆိုတော့ဒီမှာဆက်ပြောမယ်ကွာ ဘာလို့ပြီးမှဆက်ပြောမှာလဲဒီလောက်ကြီးအလောက်ခံထားရတော့အရင်မပါဘူးလားနင်တွေ့လားနင်ယောက်ျားအစားနင်ဘက်မှာမပါဘူးနင်တွေ့လားလာသွားမယ် မေရွာသွားရင်တော့ပါတော့ဗျာည တာမင်းကလည်းပြောလိုက်တယ်ငါမွေးထားတဲ့ကအမမောင်ပွဲကြတဲ့တာရရဦးဘာလို့ဆိုပွဲကြတဲ့တာအေးပါလေငါဘယ်သူမှပြပတိမောင်အေးပါလေဒီနေ့ဒီချိန်မှာအဆက်မဲ့ဝီtweet တစ်ခုလိုပဲကတ်တတ်မှာပါလေတစ်ခုတော့ပြောပြတာလေဒါလို့လေမိဘနေအောင်ရောက်လာအောင်မှာပါခုလိုဖြစ်မျိုးကျုံလာရင်အမေလိုပြင်းပြင်းပြည့်သွားနိုင်ပါစေလို့မြေစုတောင်းခဲ့ပါလေကွ ကိုကြည်စံလူချိန်သွားတာ